မလူမျိုးတွေစားနေတဲ့ဒီဒိဋ္ဌိသီးဆိုတာရှိတယ်နော်ကြိုက်တဲ့လူကအတော်ကြိုက်တာဒိဋ္ဌိသီးကိုဆရာဝန်တွေကလည်းပြောကြတယ်ကျမကြီးလိုက်စားတဲ့ပုဂ္ဂိုလ်တွေလည်းသိကြတယ်ဒိဋ္ဌိသီးဟာလူအတွက်ကျမကြီးအတွက်အန္တရာယ်ဖြစ်စေတယ်အထူးတစ်ခုကဘာလို့ဆိုလို့ရှိရင်ကြောက်ကပ်ကိုပျက်စီးစေတယ်လူရဲ့ခန္ဓာကိုယ်မှာကြောက်ကပ်ရဲ့လှုပ်ဆောင်မှုဟာသွေးကိုတန့်စင်ပေးပြီးတော့အငြိကြီးတွေကိုစီးတဲ့ကိုပို့ထုတ်ပေးတာဒါကြောက်ကပ်ရဲ့လုပ်ငန်းအရေးကြီးတဲ့အလုပ်ဥပမာကားဆိုလို့ရှိရင်သိသလောက်ပြောရမယ်ဆိုလို့ရှိရင်ဖေတာကြီးပိတ်နေတယ်ဆိုရင်ကားရှေ့မောင်းလို့ရမှာမဟုတ်ဘူးစီစစ်တာလို့ပဲဒီလူရဲ့သွေးတွေထဲမှာအညစ်အကြေးတွေအစိတ်တောက်တွေအဲ့ဒါတွေကိုသူတို့ဆေးပညာရှင်တွေသုံးတဲ့အသုံးနှုန်းကတော့ခရစ်တနင်လို့ခေါ်တယ်သွေးဖောက်ပြီးစစ်လိုက်တဲ့အခါမှာခရစ်တနင်ဘလောက်တက်နေတယ်ဆိုတာကိုယ်မှပုံမှန်ဟုတ်ကဲ့လားဆိုသိလို့ရတယ်ခရစ်တနင်နေရှိတဲ့နာတဲ့အများကြီးပို့သွားပြီဆိုရင်ကြောက်ကဆေးရတယ်ဆိုတာကြားဖို့ကြလိမ့်မယ်ကြောက်ကဆေးရင်ဒီကြောက်ကမကြခင်ပဲပျက်စီးပြီးတော့နောက်ဆုံးမှာဆေးပညာရှင်တွေခေါ်တဲ့ဝဟရနဲ့ renal failure ဆိုတာကြောက်ကလုံးမလုံးနိုင်တာနဲ့သေပွဲဝင်ရတဲ့ပုံကိုယ်တွေအများကြီးဗမာပြည်မှာကြောက်ကဆက်တွေတောင်မလောက်လောက်အောင်ကြောက်ကယောဂရှင်တွေများနေတယ်ဆိုတာအကြောင်းတစ်ခုတည်းမှာဒိဉ္ဉ္သီးပါတယ်ဆိုတာမှတ်သားထားဖို့လိုတယ်နော်မတည့်တာတွေစားတာတို့အဲ့တော့ရှောင်လိုက်တယ်ဆိုရင်ဟိတရှောင်လိုက်ခြင်းကြောင့်ကြောက်ကမပြည့်စည်ဘူးဆိုရင်ဒုက္ခမရှောင်လိုက်ဘူးဆိုရင်အဟိတမရှောင်ခြင်းကြောင့်ကြောက်ကဆေးရတဲ့ဒုက္ခနောက်တစ်ခါကြောက်ကပျက်စီးလို့သေရတဲ့ဒုက္ခဆိုဒုက္ခဆိုဖြစ်လာဟုတ်အဲ့ဒါသတိထားဖို့လိုအပ်တယ်ပေါ့ဒါနမူနာတစ်ခုပြောပြတာနော်သက်ရှိဖို့အတွက်ဟိတနဲ့ဒုက္ခသက်ရှိဖို့ဘလို့နေရမယ်ဆိုတာအကြောင်းတရားရှိတယ်ကျမ်းမာဖို့ဘလို့နေရမယ်စီးပွားဥစ္စာဖြစ်ဖို့ဘလို့နေရမယ်အစစအရာရာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေအတိုင်းနေထိုင်စားတော့သွားလာကြမယ်ဆိုရင်ကိုလိုချင်တဲ့ဒုက္ခဆိုတဲ့ဘဝရဲ့အစဉ်ပြေမှုကိုအကြောင်းပြုပြီးတော့ဝန္တာမှုချမ်းသာမှုဆိုတာရှိနော်